သူဟာဒေါသထွက်လုံးလို့ပောက်ကွဲတော့မဲ့အတိုင်းပါပဲဝန်ထမ်းတွေကအတင်းဆွဲထုတ်လာတာကိုတောင်မကြည်မနှက်နဲ့အစွမ်းကုန်ခုခံနေပါသေးတယ်လုံးဝနဲ့ခန္ဓာကိုယ်ဝဝဖြိုးဖြိုးနဲ့ဘောလုံးလေးတစ်လုံးလိုဖြစ်နေတဲ့သူ့ပုံစံကလမ်းလျှောက်နေတဲ့ကြောက်ပြင်ဝိုင်းလေးတစ်ခုနဲ့တူနေပါတယ်ဒီနေ့မှာတော့ကျွမ်းကျင်သူတွေကသူ့ကိုကျမ်းမာရေးစစ်ဆေးမှုတွေအပြည့်အဝလှုပ်ဆောင်ပေးကြမှာပါဒါပေမဲ့သူကတော့ကျိုးကိုတင်းတင်းဆုပ်ကင်ထားပြီးလုံးဝလို့မပေးပါဘူးမျက်နှာတစ်ခုလုံးမှာလည်းမကျေနပ်မှုနဲ့ခုခံခြင်းနဲ့အရေးအယောင်တွေအပြည့်ပါပဲသူကတော့ကဘာကျော်စိတ်တူတက်တဲ့တောကြောင်မျိုးနွယ်စုဝင်ပဲဖြစ်ပါတယ်ဒီတောကြောင်လေးဟာအလွန်မင်းအေးခဲတဲ့ပတ်ဝန်းကျင်မှာတောင်လိုက်လျောညီထွေနေထိုင်နိုင်စွမ်းရှိပြီးနိုင်ငံတော်အဆင့်ဒုတိယတန်းစားကာကွယ်ထားတဲ့တောတိုင်းတိရစ္ဆာန်လည်းဖြစ်ပါတယ်သူ့ရဲ့ခက်ထန်တဲ့မျက်နှာထားကြောင့်ကြောက်စရာကောင်းတယ်လို့ထင်ရပေမဲ့တကယ်တမ်းတိုက်ခိုက်နိုင်စွမ်းကတော့အလွန်နေပါပါတယ်ကျွမ်းကျင်သူတွေစစ်ဆေးစဉ်မှာလည်းရက်ဆက်တဲ့မျက်လုံးတွေနဲ့စိုက်ကြည့်နေပေမဲ့ကြောက်လန့်နေတာကြောင့်လုံးဝမလုပ်ရဲရှာပါဘူးစစ်ဆေးချက်အရဒီတော့ကြောင့်လေးဟာအရှည်48စင်တီမီတာခန့်နဲ့အလေးချိန်9ကီလိုဂရမ်လောက်ပဲရှိတာကြောင့်အိမ်မွေးကြောင်တစ်ကောင်နဲ့အလေးချိန်တူပါပဲသူ့ရဲ့အမွေးထူထူတွေအောက်မှာအေးဒဏ်ခံနိုင်ဖို့အစီလွာထူထူတစ်ခုဝတ်ထားပါတယ်နားရက်တွေကဦးခေါင်းရဲ့အောက်ဘက်ဘေးဆောင်မှာရှိနေတာကြောင့်မြင်ရသူတိုင်းမှတ်မိလွယ်တဲ့ထူးခြားတဲ့ရုပ်သွင်းကိုပိုင်ဆိုင်ထားပါတယ်စစ်ဆေးမှုတွေပြီးလို့သူတေတီတွေကတဘာဝထဲပြန်လွတ်ပေးလိုက်တဲ့အခါသူဟာချက်ချင်းဆိုသလိုထိတ်လန့်တကြားနဲ့နောက်ဆုတ်သွားပါတယ်ထပ်ဖမ်းမိမှာစိုးရိမ်တာကြောင့်မြေပြင်နဲ့ကပ်ပြီးတဖြည်းဖြည်းနောက်ဆုတ်သွားရာကနေဘေးကင်းတဲ့အကွာဝေးရောက်မှခြေရိုလေးတွေနဲ့အစွမ်းကုန်ပြေးပါတော့တယ်သူ့ရဲ့ခြေလက်တွေကတိုးတောင်းပြီးလမ်းလျှောက်ပုံကလေးလံတလို့နဲ့ရဲစရာကောင်းနေပေမဲ့ဒီခန္ဓာကိုယ်ဖွဲ့စည်းပုံကပဲနှင်းပြင်ပေါ်မှာတည်ငြိမ်စွာလမ်းလျှောက်နိုင်စေပြီးအေးဒဏ်ကိုအထူးခံနိုင်ရရှိစေတာပါဒီတော့ကြောင့်မျိုးစားများစုဟာအာရှအလဲပိုင်းနဲ့အနောက်ပိုင်းကမြက်ခင်းပြင်တွေတောင်တန်းတွေမှာနေထိုင်ကြပြီးကြောက်ဆောင်အကွဲကြောင်းတွေကိုသူတို့ရဲ့အလုံးကြုံဆုံးအိမ်အဖြစ်အသုံးပြုကြပါတယ်။ဆောင်းရာသီကုန်လို့နှွေဦးရောက်လာတဲ့အခါမှာတော့မိခင်တော်ကြောင့်ဟာသားသမီးလေးကောင်ကိုမွေးဖွားခဲ့ပါတယ်။အသက်နှစ်လသားအရွယ်တော်ကြောင်ပေါက်လေးတွေဟာသူတို့ရဲ့တွင်ထဲကနေကဘာကြီးကိုပထမဆုံးအကြိမ်စူးစမ်းဖို့ထွက်လာကြပါတယ်။ဒါဟာသူတို့တွေအစော့တန်ဆုံးအချိန်လေးဖြစ်ပါတယ်။မိခင်ဖြစ်သူကကလေးတွေအတွက်အစာရှာထွက်ချိန်မှာကလေးတွေကတွင်ထဲမှာနာခံမှုရှိနဲ့စောင့်နေတတ်ကြပါတယ်။မိခင်ဖြစ်သူဟာကောင်းကင်ကလင်းယုံတွေရန်ကနေကာကွယ်ဖို့မြက်ခင်းတို့တွေကြားထဲမှာခန္ဓာကိုယ်ကိုနှိမ်ပြီးပုံရှိုးသွားလာရင်တားကောင်ကိုကျွမ်းကျင်စွာဖမ်းယူပါတယ်ကလေးငယ်လေးတွေဟာလည်းတနေ့တခြားကြီးပြင်းလာပြီးအမဲလိုက်နေတွေကိုစတင်တင်ယူလာကြပါတယ်ကြောက်ဆောင်ကြားကကျွတ်တွေကိုဖမ်းဖို့စူးစမ်းကြပေမဲ့အတွေ့အကြုံမရှိသေးတာကြောင့်သူတို့ရဲ့ပထမဆုံးမဲလိုက်မှုကတော့မအောင်မြင်ခဲ့ပါဘူးမိခင်ပြန်လာပြီးအစာကျွေးတဲ့အခါမှာတော့ဗိုက်စာနေတဲ့ကလေးလေးတွေဟာအပျော်ကြီးပျော်နေကြပါတယ်အခုအချိန်မှာတော့မိခင်ရဲ့အကာအကွယ်အောက်မှာပျော်ရွှင်နေကြပေမဲ့မဝေးတော့တဲ့အနာဂတ်မှာတော့ဒီကလေးငယ်လေးတွေဟာသူတို့ဘာသာစင်ခေါ်မှုတွေနဲ့ပြည့်နှက်နေတဲ့ကဘာကြီးကိုရဲရဲဝံ့ဝံ့ရင်ဆိုင်သွားကြရတော့မှာဖြစ်ပါတယ်ဒီလိုစိတ်လှုပ်ရှားစရာတောတိုင်းတိရစ္ဆာန်ဇလန်းတွေကိုနေ့တိုင်းကြည့်ချင်ရင် follow လုပ်ထားဖို့မင်းနဲ့တော့နောက်ဗီဒီယိုမှာထပ်တွေ့ကြမယ်